ထိတ်တန်းချမ်းသာကြွယ်ဝတဲ့တထေးကြီးတယောက်နဲ့တွဲနေပြီဖြစ်နေကြောင်းတက်တည်ပြလာတဲ့တရုတ်ဆောင်ယွန်းယွန်းအခုချိန်မှာတော့မြန်မာနိုင်ငံကအမှုပညာရှင်တွေဟာထိတ်တန်းချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေနဲ့အပြိုင်ဆိုင်တွဲနေကြပါတယ်အခုလည်းပြင်ဦးလင်ကထိတ်တန်းတထေးကြီးတယောက်နဲ့တွဲနေကြောင်းသတင်းထွက်တာကတော့ယွန်းယွန်းမှာယွန်းယွန်းဆိုတာကတော့အခုချိန်မှာအမှုပညာလောကတွေမှာတိတ်ပြီးတော့နေရမရတဲ့တရုတ်ဆောင်တယောက်ဆိုပေမဲ့အရင်တစ်ချိန်တုန်းကတော့ရုပ်ရှင်တဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာပါဝင်ခဲ့ရတဲ့ကလေးတရုတ်ဆောင်တယောက်ပါအရင်ခေတ်တစ်ချိန်တုန်းကရုပ်ရှင်တဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာရဲ့ကလေးတရုပ်ဆောင်နေရာမှာယွန်းယွန်းကရှိနေရဖြစ်တယ်လို့မြန်မာရုပ်ရှင်လောကရဲ့ထူးထူးခြားခြားကလေးတရုပ်ဆောင်ဘဝနဲ့အကယ်ဒမီရဖို့သူအဖြစ်လဲယွန်းယွန်းကရှိနေပါတယ်အခုချိန်မှာတော့တရုတ်ဆောင်ယွန်းယွန်းကတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်ဆိုသလိုသူမရဲ့ချစ်သူကောင်လေးကိုချပြလိုက်ပါပြီယွန်းယွန်းရဲ့ချစ်သူကောင်လေးကပြင်ဦးလင်မျိုးကထိတ်တန်းတထေးကြီးတဦးဖြစ်ပြီးတော့တချင်းတွေလဲဆိုတယ်လို့သိရပါတယ်ဒါအပြင်ယွန်းယွန်းနဲ့လည်းအသက်မသိမ်းမရင်းရှိနေရပါအင်တာနက်ပေါ်မှာတော့တစ်ချိန်လုံးကကလေးတရုပ်ဆောင်ယွန်းယွန်းဟာသူမရဲ့ချစ်သူကောင်းလေးနဲ့အတူတူလက်ချင်းတွဲပြီးလျှောက်သွားနေတဲ့ပုံရိပ်တွေကိုမြင်တွေ့ရပါတယ်။တရုပ်ဆောင်ယွန်းယွန်းကတစ်ချိန်လုံးကတရုပ်ဆောင်မင်းသားစီတူဝင်းနဲ့ချစ်ကြိုက်ခဲ့ပါတယ်။အခုချိန်မှာတော့တရုပ်ဆောင်ယွန်းယွန်းဟာစီတူဝင်းထက်အစားပေါင်းများစွာသားတဲ့ထိတ်တန်းတထေးချစ်သူလေးကိုရရှိပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်ရှင်။